မင်းရောစဉ်းစားဘူးလားဒီကိုင်းနဲ့သွားလိုက်တာရဲ့သုံးပြပြင်ဘာဖြစ်မလဲဆိုတာပထမရက်မင်းမစ်ဝါကိုင်းနဲ့သွားလိုက်တဲ့အခါမင်းရဲ့သွားဖို့တန်းအဟောင်းကမင်းဘာဒီရှောင်းလုံနေတာလဲဆိုတဲ့မျက်လုံးနဲ့ကြည့်လိမ့်မယ်၃ရက်မြောင်မှာမင်းဇဝေးဇဝါဖြစ်လာမယ်ငါတကယ်ပဲ fluoride tag ဒီကိုင်းကိုပိုယုံနေတာလားဆိုပြီးတော့ပေါ့9ရက်မြောင်မှာတော့တစ်ဆူပြီလေတစ်စရီထွေးထုတ်ရင်မင်းလက်လျှော့ချင်စီတောင်ပေါက်သွားမယ်9ရက်နေ့ဒါပေမဲ့ပလတ်စတစ်ထွားဖို့တန်တွေမှာမိုက်ခရိုပလတ်စတစ်တွေရှိတယ်ဆိုတာသိလိုက်ရတဲ့အခါမင်းလည်းတကယ်တော်ရင်းသားစတိုင်အပြည့်ဝပြောင်းလဲလိုက်တော့တာပဲ10ရက်နေ့ဟေးခံရွေးနံကပိုကောင်းလာတယ်တန်ရှင်းလက်စမှုကိုခံစားရလိမ့်မယ်12ရက်သွားတွေကလည်းတီတီသားသားဖြူလာတယ်သွားဖြူစေးတွေထုံးစရာတော့မလိုဘူးဒီတကိုင်းလေးတဲ့တင်โอเคနေပြီ15ရက်နေ့တဘာဝတရာကြီးကသွားဖို့တန်ရောသွားထိုက်စေးပါတကိုင်းတကွိုင်းထဲမှာပေါင်းပြီးထားတာပဲငါတို့ကသာမလိုအပ်ပဲပိုက်ဆံတွေအကုန်ခံပြီးဝယ်သုံးနေကြတာ20ရက်နေ့သွားဖုံးတွေတန်မာလာပြီးသွားကျင်တာတွေလည်းမရှိတော့ဘူး25ရက်နေ့သွားစရာဝန်တောင်အန်အိုးသွားမယ်ဘာဒီလှုပ်ထားလို့သွားတွေဒီလောက်လနေတာလဲတဲ့ရက်30ပြည့်ရက်နေ့မှာပလတ်စတစ်သွားဖို့တန်ကိုပြန်သုံးဖို့စိတ်မကောင်းနိုင်တော့ဘူးမင်းကိုယ်တိုင်စမ်းကြည့်မှသိမယ်တကယ်ကောင်းလွန်းလို့